ကျောင်းကအချောဆုံးကောင်မလေးနဲ့လွဲချင်လို့ကိုတက္ကသိုလ်ဝင်တန်းစာမှုပွဲမှာတမင်တက်အမှတ်ပြရအောင်ဖြေခဲ့တာပါသူမကကျင့်တက္ကသိုလ်ကိုရှောက်တော့ကျွန်တော်ကနိုင်ငံခြားမှာကျောင်းသွားတက်ဖို့ရှောက်ခဲ့တယ်ပွဲနည်းတပင်နေ့မှာကျောင်းကကောင်မလေးတိုင်းကသူတို့သဘောကျတဲ့ကောင်လေးတွေကိုဟိုတယ်တော့ကတ်တွေရဲရဲဝံဝံပေးခဲ့ကြတယ်နောက်ဖေးလန်းကြကမိုဒယ်လေးတစ်ခုချက်ချင်းပြည့်သွားခဲ့တယ်ကျောင်းရဲ့အချောဆုံးကောင်မလေးစီကနေအေးဆက်ဆက်ညင်းပယ်ခံရတဲ့ကျွန်တော်ကိုလှောင်ရဲဖို့လူတိုင်းစောင့်နေကြချိန်မှာကျွန်တော်ကတော့တယောက်တည်းနိုင်ငံခြားသွားမဲ့လေရင်ပေါ်ကိုတက်ခဲ့ပါတယ်လေရင်ပေါ်မှာကျွန်တော်ကိုအမြဲတမ်းမုန်းတီးခဲ့တဲ့ကောင်မလေးကရုတ်တရက်စာရင်ပို့လာတယ်နေ့အိမ်မှာတညလုံးစောင့်နေခဲ့တာဘာလို့လာမတွေ့တာလဲငါ့ကိုဘလို့သဘောထားနေတာလဲလိုချင်တော့ကလိုက်ပြီးညင်းငွေသွားတော့ပြစ်ထားခဲ့တာလားရိုးရိုးသားသားပြောစမ်းနေနိုင်ငံခြားမှာကျောင်းသွားတက်နေပြီဆိုတော့ငါကျောင်းစရိတ်ကိုဆက်ပေးအောင်မလားတောင်းပန်ပါတယ်နေ့အပေါ်အေးဆက်ဆက်မဆက်ဆံတော့ပါဘူးအရင်ဆုံးပြန်လာခဲ့ပါလားဟင်ငါကိုဒီလိုမလုပ်ပါနဲ့ငါယူသွားလိုက်မယ်ခံသားပြင်ပေါ်ကနေမြင်နေရတဲ့သူမရဲ့အသေးတန်ဖြစ်မှုတွေကကျွန်တော်နှလုံးသားကိုတစ်စက္ကန့်လောက်တုံ့လှုပ်သွားစေခဲ့ပေမဲ့ချက်ချင်းပဲပျောက်ကွယ်သွားပါတယ်ရက်တော်ကြာတဲ့အထိဖုန်းနံပါတ်တစ်ခုကိုဘလော့လုပ်လိုက်တိုင်းနောက်တစ်ခုကနေဆက်ဆက်ဝင်လာတယ်နောက်ဆုံးတော့ကျွန်တော်စင်းတက်ကိုထုတ်ပစ်လိုက်ပြီးအသစ်တစ်ခုပြောင်းလိုက်တယ်အခုမှကြောက်နေပြီလားအရင်တုန်းကကြတော့ဒီလိုမျိုးတွေဘယ်ရောက်နေခဲ့လို့လဲကျွန်တော်အတိတ်ဘဝတုန်းကကျွန်တော်ဟာအချမ်းသာဆုံးတစ်ထေးကြီးရဲ့သားဖြစ်ခဲ့တယ်ဒါပေမဲ့ကားဆရာရဲ့သမီးကိုအယူမှုဆွဲလန်းပြီးအောက်ကျခံတဲ့အထိယူမိုက်ခဲ့တယ်သူမကိုလက်ထပ်ဖို့အတွက်ဖေထားခဲ့တဲ့ကုမ္ပဏီကိုတော့သူမနာမည်လွှဲပေးခဲ့တယ်သူမကအခြားတစ်ယောက်နဲ့တွဲနေရင်ကျွန်တော်ပတ်စံတွေကိုတုံးဖြုံးခဲ့တယ်သူမရေးစားကိုကြတော့မင်းသားလေးတစ်ပါးလိုအလိုလိုက်ပြီးကျွန်တော်ကိုကြတော့အစီခံတစ်ယောက်လိုဆက်ဆံခဲ့တယ်သူမမင်္ဂလာဆောင်တဲ့နေ့မှာစေကူတာစေးချဒေးချင်လို့ကျွန်တော်ဖုန်းဆက်ခဲ့တယ်ဒါပေမဲ့သူမကအေးဆက်ဆက်နဲ့ဒီနှစ်တွေတစ်လျှောက်လုံးနင်းနဲ့ပတ်သက်ခဲ့ရတာငါအတွက်တော့အိမ်မက်ဆိုပဲလီဟွာဝမ်သွားတည်လိုက်တော့လို့ပြောခဲ့တယ်ကျွန်တော်လည်းတည်သွားခဲ့ပါတယ်တေခါနီးချိန်လေးမှာကျွန်တော်ကိုဖတ်ထားတဲ့အမျိုးသမီးကိုကြည့်လိုက်တော့မှတစ်ချိန်ကကျွန်တော်ညင်းပယ်ခဲ့တဲ့ပေကျင်းကတထေးသမီးလေးကကျွန်တော်အတွက်အမြဲတမ်းစောင့်ဆိုင်နေခဲ့မှနောက်ဆုံးတော့နားလည်လိုက်ရတယ်ကျွန်တော်မျက်လုံးပြန်ဖွင့်ကြည့်လိုက်တဲ့ခါမှာတော့အထက်တန်းနောက်ဆုံးနှစ်ကိုပြန်ရောက်နေတာကိုတွေ့လိုက်ရတယ်စပွဲပေါ်မှာမှောက်အိတ်နေတော့အဲ့ဒီအစင်တမ်းမရှိတဲ့ကောင်မလေးပိုင်းလင်းမြောင်ကလာနိုးတယ်ဖမ်းရွံပိုင်းနာနေတယ်သွားပြီးဆေးဝယ်ပေးစမ်းပြီးရင်ကန်တင်းကနေအစားတောက်သွားဝယ်ခဲ့အသားအဖို့ထည့်ခဲ့တော့သူကအရန်ပိန်လုံးလို့အများကြီးစားဖို့လိုတဲ့အခုချိန်မှာဖမ်းရွံကသူ့စားပွဲပေါ်မှာလှဲနေပြီးနာမည်ကြီးစတာတယောက်လိုလူတွေဝိုင်းဝင်နေကြတယ်သူ့အတွက်အစိုးရိမ်ဆုံးလူကတော့တေချာပေါက်ပိုင်းလင်းမြောင်ပဲပေါ့သူမကဖမ်းရွံရဲ့ချစ်သူဖြစ်ပြီးသူတို့နှစ်ယောက်ကအတန်းထဲမှာအမြဲတမ်းပထမနဲ့ဒုတိယအဆင့်တွေကြီးပဲအခြားလူတွေအမြင်မှာတော့သူတို့ကလိုက်ဖက်လုံးနဲ့စုံတွဲလေးတွေပေါ့ကျွန်တော်ကတော့ပိုင်းလင်းမြောင်ရဲ့တနာစရာကောင်းတဲ့ရှင်အောက်ကျခံသူတယောက်ပါအတန်းထဲမှာနေတိုင်းနိုင်မြင်နေတတ်ပြီးကြောင်းစင်းရင်ပိုင်းလင်းမြောင်အတွက်အစားတောက်နဲ့ရေတောဝယ်ပေးရတယ်ကျွန်တော်ပြန်လည်မွေးဖွားလာတယ်ဆိုတာသိလိုက်ရပြီးတဲ့နောက်ပိုင်းလင်းမြောင်ရဲ့မျက်နှာကိုပြန်မြင်ရတာရေချင်စရာပဲဖြစ်နေတော့တယ်ကျွန်တော်ကိုဒီလိုဆက်ဆံရအောင်ပိုင်းလင်းမြောင်ကသူ့ကိုယ်သူဘာကောင်းမလို့လဲကျွန်တော်မတက်ရက်နေတာကိုမြင်တော့ပိုင်းလင်းမြောင်ကဒေါသတကြီးနဲ့နင်ကနှုံနေတာလားညံ့ညံ့သွားလေလို့អော်တယ်အဲ့ဒီလိုပြောပြီးသူမကဖမ်းရွံစီသွားကကြောလေးကိုညင်သာစွာပုတ်ပေးနေတဲ့ဖမ်းရွံကကျွန်တော်ကိုတစ်ချက်ကြည့်ပြီးပိုင်းလင်းမြောင်ကိုပြောတယ်သူ့ကိုသွားခိုင်းတာမကောင်းပါဘူးကွာငါဟာငါပဲသွားလိုက်ပါမယ်ဘာစိုးရင်စရာရှိလို့လဲသူကဒီလိုအလုပ်တွေလုပ်ရတာသဘောကျနေတာပဲဟာသူ့ကိုမလုပ်ခိုင်းရင်သူစိတ်ဆိုးသွားမှာပေါ့ဟုတ်တယ်မလားသူကကျွန်တော်ကိုကြည့်လိုက်တယ်ကျွန်တော်နှက်ခံထောင်ကိုတွုံယုံလေးပြုံးလိုက်ပြီးကန်တင်းဘက်ကိုတိတ်တဆိတ်ထွက်လာခဲ့တယ်ကျွန်တော်တန်းစီပြီးထမင်းနဲ့ပွဲဝယ်လိုက်တယ်ဘေးကအတန်းဖော်ကမြင်တော့ဟာတိုက်ရပါတော့တယ်ဘိုင်းပဲအတွက်နေလေစာလာဝယ်ပေးပြန်ပြီလားနှမျောစရာပဲကွာသူကဖမ်းရွံလိုလူမျိုးကိုမှသဘောကျတာလေသူလိုထုချွန်တဲ့သူကမင်းလိုအမိုက်ကောင်ကိုဘယ်တော့မှလှည့်ကြည့်မှာမဟုတ်ဘူးတဲ့ငါကဘလို့မိုက်ကောင်မျိုးဖြစ်နေလို့လဲလို့ကျွန်တော်ဆက်စုချင်အောင်ဆောင်ပြီးမေးလိုက်တယ်သူလောင်ပြောင်တဲ့အတန်းနဲ့ပြန်ပြောတယ်မင်းကအစီခံတယောက်ရဲ့သားလေးကွာတခင်မလေးနဲ့နေတိုင်းကြောင်းတူတူတက်နေရလို့သူ့ကိုလက်ထပ်ရမယ်လို့အိမ်မက်မက်နေတာလားနိုးထဆန်းပါကွာမင်းလိုနှုံအပြီးအတုံးမကျတဲ့ကောင်ကသူ့မိသားစုရဲ့အစီခံပဲတစ်သက်လုံးဖြစ်မှာသူ့အဝတ်တွေလျှော်အိမ်ကျန်းပြင်လဲပြီးသူ့သားရဲ့သေးခံတွေလဲပေးုံပဲတက်နိုင်မှာကျွန်တော်အရန်ဒေါသထွက်ပြီးရဲချလိုက်မိတယ်ပိုင်းလင်းမြောင်ကငါဟာအစီခံသားလို့မင်းတို့ကိုပြောထားတာလားကျွန်တော်ကသူမကိုသဘောကျလို့နေတိုင်းကြောင်းသွားပြန်ကျွန်တော်ရဲ့ကိုယ်ပိုင်ကားနဲ့လိုက်စီးခွင့်အထူးပေးထားခဲ့တာပါဒါပေမဲ့အခြားလူတွေရဲ့အမြင်မှာကြတော့ပိုင်းလင်းမြောင်ကတခင်မလေးဖြစ်သွားပြီးကျွန်တော်ကအစီခံသားဖြစ်သွားပါရောလားသူကမျက်လုံးကိုလှမ်းကြည့်ပြီးဒါမှမဟုတ်ရင်မင်းကဘာဖြစ်ရမှာလဲမြင်မြတ်လုပ်ပြီးတခင်မလေးအတွက်နေလေစာတော့ပို့ချေမင်းနောက်ကျနေရင်လေလို့ပြောရင်ထက်ရပြန်တဲ့အရှိနောက်ကလူတွေကလည်းလိုက်ရကြပြီးကျွန်တော်ရဲ့ဆင်အပြုတ်မှုတွေနဲ့အိမ်မက်ရင်နေမှုတွေကိုလှောင်ပြောင်ကြတဲ့ကန်တင်းကနေထွက်လာပြီးနောက်အတန်းထဲကိုပြန်မသွားတော့ဘူးပန်းကင်းပေးမှထိုင်ပြီးထမင်းနဲ့ပွဲစလုံးကိုကျွန်တော်ပဲစားပစ်လိုက်တယ်အရင်တုန်းကကောင်းကောင်းမွန်မွန်ဘယ်ချိန်ကစားခဲ့ရလဲဆိုတာတော့တိတ်မမှတ်မိတော့ဘူးပတ်စံမရှိလို့ကောင်းကောင်းမွန်မွန်ဘာမှမဝယ်စားနိုင်ခဲ့ဘူးလေဈေးပိတ်တဲ့အထိအမြဲဆောက်ပြီးမှလူတွေမလို့ချင်းဟင်းသီးဟင်းရွက်အကျွင်းကြံတွေကိုလိုက်ကောက်ရတယ်အသားဆိုတာတော့တွေးတောင်မတွေးရဲခဲ့ဘူးထမင်းနဲ့ပွဲစလုံးစားပြီးသွားတော့မှပဲစားလောင်မှုကနည်းနည်းလေးတက်တာသွားတော့တယ်တန်းနဲ့ပြန်ရောက်တဲ့အချိန်မှာခေါင်းလောင်ထိုးသွားပါပြီပိုင်းလင်းမြောင်ကကျွန်တော်ဝင်လာတာကိုမြင်တော့ဘာလို့အခုမှပြန်ရောက်တာလဲဆေးရောဘယ်မှာလဲလို့မေးတယ်ဘာဆေးလဲလို့ကျွန်တော်အေးအေးဆေးဆေးပဲပြန်မေးလိုက်တယ်ပိုင်းလင်းမြောင်ကကျွန်တော်ကိုစကားမပြောနိုင်တော့အောင်အံ့ဩစွာစိုက်ကြည့်နေတယ်ဖမ်းရွံအတွက်ဝယ်ခိုင်းလိုက်တဲ့အစာရင်ဆေးလေးနင်းနားကန်းနေတာလားဒီလောက်ကိစ္စလေးတစ်ခုတောင်တေချာမလုပ်နိုင်ဘူးလားကျွန်တော်ဖမ်းရွံကိုတစ်ချက်ကြည့်လိုက်တော့စပွဲပေါ်မှာဖြူဖြောမျက်နှာနဲ့လဲနေတယ်သူကငါနဲ့ဘာဆိုင်လို့လဲသူ့အတွက်ဆေးကိုငါကဘာလို့ဝယ်ပေးရမှာဖမ်းရွံရဲ့မိသားစုကတာမန်ပါပဲပိုင်းလင်းမြောင်နဲ့တွေ့ပြီးမှသူမကသူ့ပေါ်အရန်ကိုကောင်းပေးခဲ့တာပါအဖေကကျွန်တော်ကိုပစ္စည်းကောင်းလေးတွေပေးတိုင်းပိုင်းလင်းမြောင်ကယူပြီးဖမ်းရွံကိုပြန်ပေးလေးရှိတယ်အခုဖမ်းရွံဝတ်ထားတဲ့ Rolex နာရီကအစားကျွန်တော်ဟာပါဒီနှစ်ယောက်ကကျွန်တော်ပတ်စံတွေကိုတုံးဖြုံပြီးကျွန်တော်ပိုင်တာတွေကိုခံစားနေကြရင်းနဲ့ကျွန်တော်ကိုတော့အစီခံတယောက်လိုဆက်ဆံခဲ့ကြတာပိုင်းလင်းမြောင်ကကောင်းပြီလေလီဟွာဝမ်နေတကယ်ပဲဒီလိုလုပ်တယ်ပေါ့ဒီအတိုင်းဆက်လုပ်နေရင်နောက်ခါနင့်ကိုလစ်လူရှူထားတာကိုအပြစ်မတင်နဲ့နော်ငါ့ကိုခွင့်လွတ်ပါလို့နင်ပြန်တောင်းပန်ရလိမ့်မယ်တဲ့ကျွန်တော်အတွက်တော့ရေစရာကောင်းလို့နေတယ်နင့်ရဲ့ခွင့်လွတ်မှုကိုငါကဘာလုပ်ရမှာလဲငါကဘာမှလုပ်မိလို့လဲကျွန်တော်တကယ်ပဲပြန်ခံပြောရဲတာကိုမြင်တော့အခြားလူတွေအကုန်လုံးလှည့်ကြည့်လာကြတယ်ဒီစင်ကောင်ရုတ်တရက်ပြောင်းလဲသွားပါလားပိုင်းလင်းမြောင်လည်းခဏလောက်ကြက်တည်တည်သွားပြီးကျွန်တော်ကိုစိုက်ကြည့်နေတယ်နင်ကအဲ့ဒီလောက်တောင်တက်တီကောင်းနေရင်ဒီနေ့ညနေငါတို့နဲ့ကားတူတူမစီးနဲ့တော့တဲ့ကျွန်တော်ခေါင်းညိတ်လိုက်ပြီးကောင်းပြီလေလို့ပြောကကိုခုံကိုသွားထိုင်လိုက်တယ်ဒီအခြေအနေကိုမြင်တော့ဖမ်းရွံရဲ့ခုံဖော်ဝန်ရမ်းကတရားမျှတမှုကိုကာကွယ်ဖို့ချက်ချင်းမတက်ရက်လာတဲ့တကယ်ပါပဲလီဟွာဝန်နှင်းကောင်းတဲ့ဘာတွေဖြစ်နေတာလဲသူကဆေးလေးတစ်ခွန်းဝယ်ခိုင်းတာကိုဖမ်းရွံနေမကောင်းဖြစ်နေတာကိုနင်မမြင်ဘူးလားကျွန်တော်သူမကိုအေးဆက်ဆက်ကြည့်ပြီးဒါဆိုလဲနင်ကိုယ်တိုင်သွားဝယ်လိုက်ပါလားလို့ပြောလိုက်တယ်ဝန်ရမ်းကဖြောက်မတ်တဲ့ဟန်နဲ့အဲ့ဒါနဲ့အလုပ်လေငါကဘာလို့သွားရမှာလဲလို့ပြန်ပြောတယ်ငါအလုပ်ကျွန်တော်မျက်ခုံးပင်းလိုက်တယ်သူနဲ့ငါကဆွေမျိုးမဟုတ်တာဘာလို့ငါကလုပ်ပေးရမှာလဲဝန်ရမ်းကကျွန်တော်ကိုလက်ညှိုးထိုးပြီးနင်ကเจ้าရဲ့အချောဆုံးလေးမိသားစုရဲ့အစီခံလေးအခုသူမရဲ့ရီးစားအတွက်ဆေးဝယ်ခိုင်းတာတဘာဝကြတာပဲလေလို့ပြောပါတယ်အဲ့ဒီတော့ကျွန်တော်ပိုင်းလင်းမြောင်ကိုလှမ်းကြည့်လိုက်တယ်ပိုင်းလင်းမြောင်
ငါကနင့်မိသားစုရဲ့အစီခံပါလို့နင်းလိုက်ပြောနေတာလားကျွန်တော်အကြည့်တွေသူမစီရောက်သွားတော့ပိုင်လင်းညောင်ခဏလောက်အပြစ်ရှိတယ်လို့ဖြစ်သွားတယ်သူမကိုစိန်ခံကားကြီးတွေနဲ့နေတိုင်းအကျိုးပိုးလုပ်နေတာကိုမြင်လို့လူတွေကအဲ့ဒီလိုခံမှန်းထားကြတာပါသူမကလည်းဒါကိုဘယ်တော့မှမရှင်းပြခဲ့ဘူးသူမကကျွန်တော်ကားဆရာရဲ့သမီးပါဆိုတာကိုတော့လူတွေကိုပြောပြစရာအကြောင်းမရှိဘူးလေကျွန်တော်ဆက်ပြောနေမှာကိုကြောက်လို့သူမကအမြန်လျှောက်လာပြီးထားလိုက်တော့နင်းစိမ့်မဝယ်ခဲ့ရင်နောက်မှငါဟာငါပဲသွားဝယ်လိုက်တော့မယ်လို့ပြောပါတယ်ပြီးတော့ကျွန်တော်ကိုကြည့်ပြီးနင်ဝယ်လာတဲ့အစားအသောက်တွေကိုဘယ်မှာလဲလို့မေးတယ်ကန်တင်းမှာကျွန်တော်ထမင်းနဲ့ပွဲဝယ်လာတာကိုမြင်တဲ့အတန်းဖော်ရီစီကကြားထားတာကိုငါစားလိုက်ပြီးလို့တင်းငိမ့်စွာပြန်ဖြေလိုက်တယ်နှစ်ပွဲစလုံးကိုနင်စားလိုက်တာလားပိုင်လင်းညောင်နဲ့ဒေါသထွက်လာတာကိုမြင်တော့ကျွန်တော်ခေါင်းညှိပြလိုက်တယ်အရှိကအတန်းဖော်ရီကြားသွားပြီးယွန်ရှာတဲ့အကြည့်နဲ့ကြည့်ကြတယ်မင်းကဝက်လာနှစ်ပွဲစလုံးအကုန်စားပြရအောင်တဲ့သူတို့ကပိုင်လင်းညောင်ကိုဖားပြီးကျွန်တော်ကိုအထင်သေးလေးရှိကြတာလေငါပတ်စံနဲ့ငါစားတာလေနှစ်ပွဲမပြောနဲ့အပွဲနှစ်ဆယ်ဆဆဒါငါအခွင့်အရေးပဲအရှိကအတန်းဖော်ကြတော့မျက်နှာပြတ်သွားပြီးခက်တိုးတိုးရေရွတ်တယ်မင်းပတ်စံဟုတ်လားမင်းတုံနေတဲ့ပတ်စံတွေအကုန်လုံးကကျောင်းရဲ့အချောဆုံးလေးမိသားစုစီကရနေတာမဟုတ်ဘူးလားတဲ့ကျွန်တော်စကားမပြောရသေးခင်မှာပဲဘေးကပိုင်လင်းညောင်ကစိတ်တူနေပါပြီအထူးသဖြင့်သူမအတွက်နေလေစာမပါလာလို့မစားရသေးတဲ့အတွက်ဒေါသတွေပောက်ကွဲထွက်လာတာပါလီဟွာဝန်နင့်ကိုနင်းဒုက္ခရှာတာပဲဒီတခါတော့နင်းရဲ့နည်းနည်းလောက်ကိုခံနိုင်ပါစေလို့မျှော်လင့်ပါတယ်အဲ့ဒီလိုပြောပြီးမတက်ရက်ကသူမပစ္စည်းတွေကိုတင်ပြီးဖမ်းရွံရဲ့ခုံဖို့ကိုငါနဲ့နေရာချင်းပြောင်းမယ်သူနဲ့သွားထိုင်လိုက်လို့ပြောလိုက်တယ်သူမစိတ်ဆိုးတိုင်းကျွန်တော်ကိုဒီလိုပဲအဖြစ်ပေးလေးရှိတယ်အရင်တုန်းကတော့သူမနဲ့ခုံဖို့ဖြစ်ဖို့ကျွန်တော်ကတောင်းပန်ခဲ့ရတာကိုဒီနည်းနဲ့ကျွန်တော်ကို6လက်နိုင်သေးတယ်လို့ထင်နေပုံရပေမဲ့ကျွန်တော်ကတော့လုံးဝကိုဘီယူမဆိုင်ပါဘူးပိုင်လင်းညောင်လည်းထမင်းမစားရတယ်လို့ဖမ်းရွံလဲအစာအိမ်နာတဲ့တန်ကိုစက်ခံစားနေရတယ်သူမကမှုန်ကုတ်ကုတ်မျက်နှာနဲ့သူ့ဘေးမှာဝင်ထိုင်နေဒီတခါတော့သူမတကယ်ကိုဒေါသထွက်နေပါပြီကြောင်းစင်းတော့ကျွန်တော်ကိုလာကြိုတဲ့ Rolls Royce ကားကြီးကကြောင်းကိတ်ဝမှာရက်ထားတယ်ကျွန်တော်တန်းတန်းမတ်မတ်လျှောက်သွားလိုက်တယ်အခုဆိုရင်ကျွန်တော်ကပိုင်လင်းညောင်ကိုပြဿနာရှာထားတယ်ဆိုတာတကြောင်လုံးသိနေကြပြီကျွန်တော်ကိုဝိုင်းလောင်ဖို့စောင့်နေကြတာပါကျွန်တော်မျက်နှာပြောင်းတိုက်ပြီးကားပေါ်တက်သွားတာကိုမြင်တော့သူတို့တွေလက်ညှိုးထိုးပြီးတီးတိုးပြောကြတော့ဒဲသူကဘိုင်းပဲအတွက်နေလေစားတော့မဝယ်ပေးဘူးဆိုသူများကားကိုဘလို့မျက်နှာနဲ့လိုက်စီရဲသေးတာလေသူကအစီခံရဲ့သားတက်ပဲလေအခုသူ့ကိုယ်သူတခင်လို့ထင်နေတာလားဘိုင်းတောင်မရောက်သေးဘူးသူကအရင်တက်ထိုင်ရဲသေးတယ်ဘိုင်းကသဘောကောင်းလို့ပါကိုနေရာကိုမသိတဲ့အစီခံသားကိုချက်ချင်းအလုပ်ထုတ်ပြစ်တင်တာကျွန်တော်ကတော့သူတို့ကိုဂယုမဆိုင်ပဲကားထွက်လို့ပဲအမိန့်ပေးလိုက်တယ်ကားဆရာကကျွန်တော်ကိုလှည့်ကြည့်ပြီးမလေးပိုင်မရောက်သေးဘူးလေခဏလောက်ထပ်ဆောင်ရအောင်ပါလေကျွန်တော်ရေချင်သွားတယ်ဦးလေးပိုင်ကျွန်တော်အဖေမှာတားတယောက်ပဲရှိတာလေကျွန်တော်တို့မိသားစုမှာတခင်မလေးဆိုတာဘယ်တော့မှရှိသွားတာလဲမလေးပိုင်လေးမြောင်နဲ့ရန်ဖြစ်ထားလို့လားလို့ကားဆရာကစိုးရိမ်တကြီးမေးတယ်စိတ်မပူပါနဲ့တခင်လေးအိမ်ရောက်ရင်သူ့ကိုကျွန်တော်ဆုံးမလိုက်ပါမယ်တဲ့မလို့ဘူးကားတာထွက်သူနဲ့အတူတူမစီးချင်တယ်လို့သူ့ကိုလည်းထပ်မမြင်ချင်တော့ဘူးဒီတခါဦးလေးပိုင်ကတွန်းဆုပ်နဲ့ကျွန်တော်စကားကိုနားမထောင်ဘူးဦးလေးကမောင်းမလားမမောင်းဘူးလားကျွန်တော်မျက်မှောင်ကျုပ်လိုက်တယ်တကယ်တော့သူ့ရဲ့ကိုကြီးကိုတာအချင်းစရိုက်တွေတိတ်မကောင်းဘူးဆိုတာကိုကြားထားလို့အဖေကသူ့ကိုအလုပ်ထုတ်ချင်နေတာကြပါပြီးသူလိုလူမျိုးကိုအိမ်မှာထားရတာအဖေစိတ်မချဘူးလေဒါပေမဲ့အဲ့ဒီတုန်းကကျွန်တော်ယူမိုက်ခဲ့တယ်သူဆက်ရှိနေမှပိုင်လင်းမြောင်လဲလီဝိုင်းမိသားစုမှာဆက်နေနိုင်မယ်လို့ထင်ခဲ့တာဒါကြောင့်သူ့အတွက်အဖေစီမှာအပြောဆိုတွေအများကြီးကူညီပေးခဲ့တယ်အခုတော့အစ်စ်အမှန်တကယ်ဖြစ်တယ်ကျွန်တော်စကားကိုတောင်သူနားမထောင်တော့ဘူးလို့ထင်မထားခဲ့ဘူးသူတို့လာပြီးကြောင်းကိတ်ဝမှာပိုင်လင်းမြောင်ကိုမြင်တာနဲ့ဦးလေးပိုင်အမြန်ကားပေါ်ကဆင်းသွားတယ်ပိုင်လင်းမြောင်ကဖမ်းရွံကိုတွဲပြီးကားစီကိုရှောက်လာကြတယ်ဦးလေးပိုင်ကသူမအတွက်တကားဖွင့်ပေးပြီးပိုင်လင်းမြောင်ကဖမ်းရွံကိုကားပေါ်ကူတင်ပေးဖို့လုပ်နေတယ်အရင်တုန်းကတော့ကျွန်တော်ကပိုင်လင်းမြောင်ကိုသဘောကျပြီးသူမနဲ့အတူတူကားစီပြန်ချင်တာကြောင့်ဖမ်းရွံကအမြဲတမ်းပါလာတတ်တယ်ကားဆရာကကျွန်တော်တို့ကိုအိမ်မပို့ခင်ဖမ်းရွံကိုအရင်ဝင်ပို့ပေးရတယ်ဒါတင်မကသေးဘူးမနဲ့ဆိုရင်လည်းဖမ်းရွံကိုအရင်သွားကြိုဖို့အစောကြီးထားသေးတယ်ဖမ်းရွံကားပေါ်မတက်ခင်မှာပဲကျွန်တော်လမ်းပြောလိုက်တယ်ဒီနေ့ညနေငါနဲ့ကားအတူတူမစီဘူးလို့နင်းပြောထားတယ်မဟုတ်လားဒါဆိုဘာလို့ငါကားပေါ်တက်လာသေးတာလဲစောင့်ကြည့်နေတဲ့ចောင်းသားတွေကဒါကိုမြင်တော့မချင်မနဲ့ပြောကြပြန်တယ်ဒါကចောင်းရဲ့အချောဆုံးလေးကားဆိုတာရှင်းနေတာပဲဟာဘာလို့သူကပိုင်ရှင်လို့လုပ်နေတာလဲဟုတ်တယ်သူ့ကိုအတူတူစီးခွင့်ပေးထားတာတင်သဘောကောင်းနေပြီအခုတော့လီဟွာဝန်ကတခင်မလေးကိုတောင်အထဲမဝင်ခိုင်းတော့ဘူးပိုင်လင်းမြောင်ရဲ့မျက်နှာထားတင်းမာသွားတယ်နင်းတကယ်ပဲဒီလိုလုပ်ရမှာလားနေ့လေကဖြစ်ခဲ့တာတွေကိုတော့ငါကစိတ်မဆိုးတော့ပဲနင့်ကိုခွင့်လို့ဖို့ဆုံးဖြတ်လိုက်ပြီလေလီဟွာဝန်နင်ကတကယ်ပဲပြဿနာဆက်ရှာနေဦးမှာလားလူတိုင်းရဲ့အမြင်မှာသူမဟာတတိသမီးလေးဆိုတဲ့ပုံရိပ်ရှိနေတယ်ဆိုတာ तू မသိတယ်အခုဒါကျွန်တော်နဲ့ကားတစ်စီးလည်းမစီးရရင်သူမရဲ့အစ်စ်အမှန်ပုံရိပ်ပေါ်သွားတော့မှလေဒါကြောင့်သူမကလှမ်းဆွဲပြီးကျွန်တော်ကိုကားပေါ်ကနေဆွဲချလိုက်တယ်ပြီးတော့ဖမ်းရွံကိုအထဲဝင်ခိုင်းလိုက်တယ်ပိုင်လင်းမြောင်နင်အရန်လုံးမသွားဘူးလားသူမကျွန်တော်ကိုတကယ်ဒေါသထွက်အောင်လုပ်နိုင်ခဲ့တယ်ဆိုတာဝန်ခံပါတယ်သူမကကျွန်တော်ကိုလစ်လူရှူပြီးသူမအဖေကိုကားထွက်လို့ပြောလိုက်တယ်ပြီးတော့ဦးလေးပိုင်ကကားကိုမောင်းထွက်သွားတယ်လူအုပ်ကြီးကဟာတိုက်ရကြပါတော့တယ်မိုက်တယ်သူဒီလိုခံရတာတန်တယ်သူကလုံးဝကိုအသိဉာဏ်မရှိတာကျွန်တော်အရန်ဒေါသထွက်ပြီးရေချလိုက်မိတယ်ပြီးတော့ဖုန်းထုတ်ပြီးအဖေစီဆက်လိုက်တယ်မကြခင်မှာပဲခုနလေးတင်မောင်းထွက်သွားတဲ့ Rolls Royce ကားကြီးပြန်ရောက်လာပြီးဂိတ်ဝမှာထက်ရက်လိုက်တယ်ဦးလေးပိုင်ကမျက်နှာပြက်ပြက်နဲ့ကားပေါ်ကဆင်းလာတယ်တခင်လေးသူ့မျက်နှာကိုကြည့်ရတာအပြင်းထန်ဆူခံလိုက်ရတာသိချတယ်အဲ့ဒီနှစ်ယောက်ကိုဆင်းခိုင်းလိုက်သူတို့နဲ့တကားတဲ့အတူတူမစီးချင်ဘူးဦးလေးပိုင်ကကားထဲကလူနှစ်ယောက်ကိုကြည့်လိုက်ပြီးပိုင်လင်းမြကောင်းကိုယ်တိုင်ဖမ်းရွံကိုတွဲပြီးဆင်းလာခဲ့ရတယ်ဖမ်းရွံလည်းဒီလိုဖြစ်လာမယ်လို့မျှော်လင့်မထားဘူးသူ့မျက်နှာထားတင်းမာသွားပြီးကျွန်တော်ကိုကြည့်ပါလီဟွာဝန်မင်းကကိုမုန်းနိုင်ပါတယ်ဒါပေမဲ့ပိုင်လင်းမြောင်ကိုဒီလိုမျိုးပြစ်မှတ်ထားစရာမလိုပါဘူးသူမကမင်းပေါ်အမြဲတမ်းကောင်းခဲ့တာပဲမဟုတ်ဘူးလားပိုင်လင်းမြောင်ကဖမ်းရွံကိုတားလိုက်တယ်သူ့ကိုဘာမှပြောမနေနဲ့တော့တဲ့သူတို့နှစ်ယောက်စလုံးဆင်းသွားပြီးနောက်ဆုံးတော့ကျွန်တော်ကားပေါ်တက်လိုက်တယ်မထွက်ခင်မှာကားမှန်ကိုချပြုံးပြပိုင်လင်းမြောင်ကိုလက်ပြနှုတ်ဆက်လိုက်တဲ့တာလာလို့ကားထဲမှာဦးလေးပိုင်ကမှန်ကနေတဆင့်ကျွန်တော်ကိုကြည့်ပြီးမနေနိုင်ပဲစကားပြောလာတယ်တခင်လေးလူနှစ်ယောက်အချင်းများတယ်ဆိုတာတဘာဝပါစိတ်မဆိုးပါနဲ့တော့မမလေးပိုင်လင်းမြောင်ကိုနောက်မှတခင်လေးစီတောင်းပန်ခိုင်းလိုက်ပါမယ်အခုသူ့မှာကားမရှိတော့ဘတ်ကားစီးရရင်အိမ်ပဲချင်းပြန်ရောက်မလဲမသိဘူးလေကျွန်တော်အေးဆက်ဆက်ပြန်ပြောလိုက်တယ်အခြားသူတွေလည်းဘတ်ကားစီးနိုင်တာပဲသူကဘာလို့မစီးနိုင်ရမှာလဲ